ဆရာဝန်ကသူ့တက်မိုင်းလုံးတို့တရားမျိုးကတကားမှမမြင်ဘူးခဲ့ပါဘူးမတ်ကိုရာတဲ့သူ့ဘက်တောင်းကဘလို့နေဒီတရားရခဲ့မယ်ကိုလုံးဝမသိခဲ့ဘူးဆရာဝန်ကသူ့ကိုလိမ့်နေတိချုပ်ပေးပြီးအင်ပြန်ကပုံမှန်လိမ့်ဖို့မှာချလိုက်ပေမဲ့အိမ်ငယ်ပါပဲတရားကနေတွေးတွေကမရမနာစီကြလာပါတော့လေနောက်တစ်နေ့မှာတော့သူဟာစိတ်မှုမှုဆုံးလုပ်ခဲ့ပေမဲ့သူကမှမဖြစ်နေတယ်ဆိုတာကိုအပြေးမချနိုင်ခဲ့ကြဘူးအဲ့ဒီအကြောင်းကိုမရဲ့ငယ်ချင်းတွေကကြားတဲ့ခါမှာဒါကတင်တဲ့တခုဖြစ်နိုင်တယ်လို့ခံမှန်းပြီးဆုံးမတရားစီစောပြဖို့ချင်ပေးခဲ့တဲ့ဆုံးမကမရဲ့မျက်နှာကိုမမြင်ရပေမဲ့သူနောက်မှာတစ်ခေါက်ခေါက်လိုက်နေတာဝင်းဒီဟုတ်ဆိုကြီးကိုတော့မြင်နေရတယ်ပါပဲအခုထက်ဒီအသက်ရှင်နေရတဲ့ခုတဲ့တော့အကြောင်းကြီးကသူ့ဘေစီကဝင်ရခဲ့တဲ့ရှင်မဲ့ပေါ်မှာအမျိုးစကားတွေရှိရလက်စုပ်ကြောင့်ဆိုတာကိုဆုံးမကသိနေခဲ့ပြီးနောက်သူမကစာလက်တစ်စုပ်ပေါ်သုံးပြီးမတ်တဲ့တရားကိုနမိတ်ဖန်တီးတဲ့ခါမှာတော့ရတဲ့ကလောဘခလိုက်တဲ့တခုစီကိုတရားယုံပြနေခဲ့တာပါသူမရဲ့လက်ညှိုးမိုးတိုင်းမှာတခါခရိယာဘုရားကျောင်းကိုရောက်သွားခဲ့တယ်ဒါပေမဲ့ထူးဆန်းတဲ့အင်အားစုတစ်ခုကတော့သူ့ကိုဘုရားကျောင်းနဲ့မဝင်နိုင်အောင်အတင်းတားဆီးနေခဲ့တာပါအဲ့ဒီအချိန်ဘုရားကျောင်းထဲမှာလာပေါင်းတော်ကြီးကိုတပားလူငယ်ပေါင်းတော်ကြီးတပါတော့ကမိစ္ဆာနဲ့ဆိုတကောင်ကိုနေတော့ဘလုံးဆောင်နေကြတယ်ဒါပေမဲ့အချင်းကြီးကရုတ်တရက်ဆိုရတာပြီးနဲ့ဆိုကရှုံးနံကနေတော့မြောက်တာကပေါင်းတော်ကြီးကိုတက်ခဲ့ဘူးခေါင်းအောင်လိုက်ပါတော့တယ်လူငယ်ပေါင်းတော်ကြီးကကျောင်းနဲ့တကြားနဲ့ထပ်ပြေးသက်လာကြဖုန်းတော်အိုကြီးမှာ AM ရှိပဲနဲ့ဆိုနေရင်ဆိုင်မိုးတယောက်တည်းချိန်ရခဲ့ရတယ်သူလုံးနိုင်တာဆိုလို့ဆွတ်တောင်းနေရောခဲ့တယ်ဘာမှမရှိရတဲ့အချိန်မှာပဲမတ်တယောက်ရှိလာခဲ့ပါတယ်မန်တကာဘာမှစဉ်းစားမိတော့ဘယ်လိုနဲ့ဆိုကိုထိုးထိုးလိုက်ပြီမယ်ဒါကနဲ့ဆိုကိုပြီးတော်သားထပ်သားစေခဲ့နဲ့ဆိုကအမိုးတော်ကိုခေါင်းနဲ့တာပြီးနောက်တစ်ချိန်ထပ်မံတက်ခဲ့ဘူးအတိပြင်းနေပါတော့